Hey, what's up? The book of Thomas Channel နဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုကတော့ကျွန်တော်2025ခုနှစ်ရဲ့ recap နဲ့2026ခုနှစ်မှာ channel ရဲ့ရှေ့ဆက်မဲ့ plan တွေအကြောင်းကိုအနေငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်သိချင်တဲ့မေးခွန်းလေးတစ်ခုကိုလည်းဗီဒီယိုရဲ့အဆုံးမှာမေးထားတာမို့လို့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးအဲ့ဒီမေးခွန်းလေးကိုလည်း comment မှာအဆင်ပြေတယ်ဆိုလို့ရှိရင်ဝင်ပြီးတော့ဖြေသွားလို့ရပါတယ်။တကယ်ဆိုရင်2025ခုနှစ် recap အကြောင်းဗီဒီယိုကကျွန်တော်ဒီပထမဘက်လောက်မှာလုပ်ခဲ့တင်တာဒါပေမဲ့ကျွန်တော်အဲ့ဒီအချိန်တွေတုန်းကအလုပ်တွေများနေပြီးတော့ဒီ channel ဘက်ကိုမှတ်လဲအားတဲ့အတွက်ကျွန်တော် recap ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။အဲအကြောင်းမို့လို့အခုမှ recap သဘောမျိုးမဟုတ်ဘဲနဲ့ဒီ2026ခုနှစ်မှာလုံးမဲ့ plan အကြောင်းတွေပါနည်းနည်းပြောပြတဲ့အနေနဲ့ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပါ။ဒါတော့ကျွန်တော်စင်ကြေစင်လက်တွေပေးနေတာပေါ့နော်။ဘာလို့ဗီဒီယိုတွေမတင်ပြတဲ့ဆိုတဲ့အကြောင်းကိုကြတော့ဒီ2025ခုနှစ်ကသူ့ရှေ့ကနှစ်တွေထက်စားလို့ရှိရင်ရုပ်ရှင်တွေတော်တော်ကိုပို့ပြီးတော့ထွက်ခဲ့တဲ့နှစ်လို့ပြောရမယ်။ရင်တော့ COVID တွေတို့ပြီးလို့ရှိရင် Writer Strike တွေတို့ကြောင့်မလို့ဒီ2023 2024လောက်အထိကိုရုပ်ရှင်တွေထွက်တာနေခဲ့တယ်2025ခုနှစ်ရောက်တဲ့ခါမှာတော့ဒီ impact တွေမရှိတော့တဲ့အတွက်ရုပ်ရှင်တွေကဖော်ဖော်တည်တည်မြန်မြန်ဆန်ဆန်ထွက်လာနိုင်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနှစ်ထဲမှာရုပ်ရှင်တွေပို့ပြီးတော့ကြီးပြတယ်လို့ကိုယ့်ဟာကိုယ်သိထားမိတယ်ရုပ်ရှင်အသစ်တွေလည်းကြီးပြတယ်လို့အဟောင်းတွေလည်းတော်တော်များများပြန်ကြီးပြတယ်အဟောင်းတွေကြီးအဟောင်းတွေနဲ့အသစ်တွေပြန်ကြီးပြတာတော့ဒီ channel မှာအကုန်လုံးနဲ့ sharing လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့ superhero fan တွေအနေနဲ့ပထမဆုံးစပြောမယ်ဆိုလို့ရှိရင်ဒီနေ့ထဲမှာ MCU က Captain America Brave New World Thunderbolts နဲ့ Fantastic Four The First Step ဆိုပြီးတော့ရုပ်ရှင်3ကထွက်ထားတယ်3ကလုံးကဝင်ငွေပိုင်းကတော့အသင့်တဲ့အောင်မြင်တယ်လို့ပြောရပေမဲ့ fan တွေကတော့အဲ့လောက်ကြီးထိသိပ်ပြီးတော့စိတ်ကျင်တဲ့ပုံမပေါ်ခဲ့ဘူးအထူးသဖြင့်တော့ဒီ Sam Wilson ရဲ့ Captain America ပေါ့နော်ကျွန်တော်ကတော့မစိုးပါဘူးဒီသူ့ကိုလက်ခံပေးလို့ရတယ်လို့မြင်ပေမဲ့တကဘာလုံးတိုင်းအနေနဲ့မကြိုက်တဲ့လူတွေများတယ်အဲအကြောင်းမလို့လဲ Avengers Doomsday မှာ Steve Rogers ပြန်ပါမယ်ဆိုပြီးတော့ဖြစ်လာခဲ့တာပေါ့နော်နောက်ထပ် DC ဘက်ကနေနဲ့ဆိုလို့ရှိရင် James Gunn ရဲ့ DCU ကပထမဆုံးရုပ်ရှင်ဇာတ်ကားအနေနဲ့ Superman ရုပ်ရှင်ထွက်လာခဲ့တယ်ဒီရုပ်ရှင်ကတော့တော်တော်လေးလဲကြည့်ကောင်းတယ်လို့ Superman character ကိုလည်းအပြည့်အဝကောင်းကောင်းကြီးပုံဖော်နိုင်ခဲ့တဲ့ရုပ်ရှင်တကားလို့ကျွန်တော်တို့မြင်တယ် DCU အတွက်ခြေလမ်းပထမဆုံးခြေလမ်းအနေနဲ့တော့အဖွင့်လှခဲ့တယ်လို့ဆိုရမှာပဲနောက်ထပ်တခြားရုပ်ရှင်တွေအနေနဲ့ဆိုလို့ရှိရင် Sinners တို့ F1 တို့ F1 ဆိုလုံးဝ share Hans Zimmer ရဲ့ theme song နဲ့တကယ်ကိုမိုက်တဲ့ကားဗျာပြီးလို့ရှိရင် Leonardo ရဲ့ One Birthday After Another အခုလာမယ် Oscar ဆုပွဲမှာဆုတွေတသီးရမယ်ဆိုပြီးတော့တစ်ပြေးနေတဲ့ရုပ်ရှင် Golden Globe ပွဲမှာဆိုလဲဆုအများဆုံးရခဲ့တဲ့ရုပ်ရှင်တစ်ခုဖြစ်ခဲ့တယ်ပြီးလို့ရှိရင် horror ကားတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီနှစ်ထဲမှာ Weapons တို့ Final Destination တို့ပြီးလို့ရှိရင် The Conjuring တို့ဒီလိုမျိုးရုပ်ရှင်တွေထွက်ခဲ့တယ် animation ရုပ်ရှင်တွေမှာဆိုလို့ရှိရင်လည်းဒီနှစ်ထဲမှာ Demon Slayer ရဲ့ Infinity Castle Arc ရဲ့ Chainsaw Man Reset Arc တို့ပြီးလို့ရှိရင် K-pop Demon Hunters တို့10နှစ်လောက်နေမှ sequel ထွက်လာခဲ့တဲ့ Zootopia 2ဒီလိုမျိုးအစရှိတဲ့ animation ရုပ်ရှင်တွေလည်းဝေးဆဆထွက်ခဲ့တယ်ညွှန်လင့်ထားသလိုတကယ်ကောင်းခဲ့တဲ့ရုပ်ရှင်တွေရှိခဲ့သလိုမှန်းချက်နဲ့နန်းထွက်မကိုက်ခဲ့တဲ့Tron Ares တို့ Now You See Me 3တို့ဒီလိုမျိုးရုပ်ရှင်တွေလည်းရှိခဲ့တယ်ပေါ့နော်ထားတော့ဘလိုပဲနေနေဒီကဘလိုပဲနေနေပြောချင်တာကတော့ဒီ2025ခုနှစ်မှာတော်တော်များများရုပ်ရှင်တွေထွက်ခဲ့ပြီးတော့ရုပ်ရှင်ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့တကယ်ကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပဲရုပ်ရှင် series တွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း series တွေဘက်မှာ Netflix ကသူ့ရဲ့နာမည်ကြီးတဲ့ hit series တွေအကုန်လုံးဒီနှစ်ထဲမှာပြုံပြီးတော့ထွက်လိုက်တယ်လို့ပဲ Squid Game နဲ့ Alice in Borderland ကတော့သူတို့ငွေမျက်နှာနောက်လိုက်ပြီးတော့ထုတ်ခဲ့တဲ့ content တွေဖြစ်တဲ့အတွက်အဲ့လောက်စိုက်ရင်မခိုင်မာတဲ့အပြင်မြစ်တာပို့တာတွေပါခံလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့2022တုန်းကလုံးဝဝဝကွဲအောင်မြင်ခဲ့တဲ့ Wednesday Season 2ထွက်ခဲ့တယ် Wednesday Season 2ကဘာလို့လဲမသိဘူးကျွန်တော် social media ပဲလားဒါမှမဟုတ်တကယ်ပဲလူပြောနေတာလားမသိဘူးတခြား series တွေနဲ့ရှင်လို့ရှင်အဲ့လောက်ကြီးတိတ်ပြီးတော့လူပြောမများတယ်လို့ပဲတကယ်ဆိုရင်ဒီနှစ် series ကဒီ season 2မှာက Lady Gaga တို့ဘာလို့လဲပါတယ်ပြီးရင်ဇလန်းဆိုင်ကလည်းပို့ပြီးကျဲပြင်းလာပြီးတော့သူတို့ Wednesday ရဲ့ law ကြောင့်လည်းတော်တော်ကြီးကိုပို့ပြီးသိလာရတယ်တကယ်ဒါပေမဲ့လည်း season 1တော့လောက်တိတ်ပြီးတော့လူပြောမများခဲ့ကြဘူးဒီနေ့ရဲ့ဒီဇင်ဘာလနောက်ဆုံးပတ်တွေမှာဆိုရင်တော့ Netflix ရဲ့အောင်မြင်ဆုံး series ဖြစ်တဲ့ Stranger Things ကသူ10နှစ်နီးပါးခီးစဉ်ကြီးကိုနှုတ်ဆက်ပြီးတော့နောက်ဆုံးတကယ်ဇာတ်သိမ်းသွားပြီပေါ့နော်ကောလာဟာလာတွေပါနေနဲ့ hidden episode ရှိတယ် January မှာထွက်မှာဆိုပြီးတော့ပြောပေမဲ့လည်းတကယ်တော့မထွက်လာခဲ့တဲ့အတွက်ဒီလိုနဲ့ပဲ Stranger Things ကလည်း MNK ကြီးဇာတ်သိမ်းသွားပြီပေါ့နော်ဒီဇလန် ending နဲ့ပဲမဆိုပါဘူးကျွန်တော်လည်းအရင်ကတည်းကကြည်လာတဲ့အတွက်ဒီကလေးနဲ့အတူကိုလည်းကြီးလာတယ်လို့ခံစားရတဲ့အတွက်ရုပ်ရှင် series 2လုံးပြီးသွားတဲ့ခါမှာတော့ရင်ထဲမှာဟာတာတာကြီးနဲ့ကြံခဲ့တာပေါ့နော်တခြား series တွေအနေနဲ့ဆိုလို့ရှိရင်လည်း DCU ရဲ့ Peacemaker Season 2ရှိခဲ့တယ်သူက Superman ရုပ်ရှင်အပီးကနေပြီးတော့နောက်ထွက်မဲ့ DC ရုပ်ရှင်တွေအထူးသဖြင့်တော့ Man of Tomorrow ပေါ့နော်အဲ့ရုပ်ရှင်ကိုတိုက်ရိုက်ဆက်ပေးခဲ့တဲ့ရုပ်ရှင်လို့ series လို့ပြောလို့ရတယ်တခြား series တွေအနေနဲ့ဆိုလို့ရှိရင်လည်း It Welcome to Derry series ရှိတယ်သူက Stranger Things နဲ့အတူတစ်ချိန်ထဲမှာထွက်ခဲ့ပြီးတော့ ခေတ်ဟောင်းကိုအခြေခံထားတဲ့ horror ရုပ်ရှင် series တွေဖြစ်ခဲ့တယ်ပေါ့နော်
တလားစားတဲ့ကျွန်တော်ဒီ channel စပြတဲ့အကြောင်းလေးကိုနည်းနည်းလေးပြန်ပြီးတော့ရှင်းပြချင်ပါတယ်တချို့သိပြီးသားသူတွေရှိရဆိုပေမဲ့လည်းမသိသေးတဲ့သူတွေဒီ channel ကိုနောက်မှ subscribe လုပ်ပြီးတော့ video တွေကြည့်ဖြစ်တဲ့ brother တို့ sister တို့မသိမှဆိုလို့တစ်ခေါက်ပြန်ပြီးတော့ပြောပြချင်ပါတယ်ကျွန်တော်ဒီ channel ကိုပထမဆုံးစပြတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကြောင်းတက်တော့လိုမျိုးရုပ်ရှင်ကြည့်ပြီးရင်တော့ဒါမှမဟုတ် trailer တစ်ခု trap လာလို့ရှိရင်တော့ဒီလိုမျိုးတငယ်ချင်းတွေနဲ့လက်ဖေးစံမှာပဲဖြစ်ဖြစ်အချင်းချင်းကြောင်းမှာပဲဖြစ်ဖြစ်ကန်တင်းမှာပဲဖြစ်ဖြစ်ထိုင်ပြီးတော့ဆွေးနွေးကြတယ်ပေါ့ဒီလိုမျိုးတငယ်ချင်းတွေနဲ့ဆွေးနွေးတယ်ဆိုပေမဲ့ခုချိန်မှာကတော့ဒီလိုမျိုးတငယ်ချင်းတွေနဲ့တယောက်တနေရာစီဖြစ်နေတဲ့အတွက်အဲ့လိုမျိုးကိုယ့်ရဲ့တငယ်ချင်းချင်းဆွေးနွေးနေတဲ့ပုံစံမျိုးဆိုတဲ့ 5 လေးရအောင်လို့ကျွန်တော်ဒီ channel ကိုစပြတာပါကျွန်တော်ကိုယ်တိုင်ကလည်းရုပ်ရှင်ကြည့်ရတာကြိုက်တဲ့သူတယောက်ပါပဲဘလို့ရုပ်ရှင်ကြည့်လားဘာလားဆရာကြီးလားတော့လည်းမဟုတ်ပါဘူးကျွန်တော်လည်း super hero ကားတွေဆိုကြည့်တယ်နာမည်ကြီးတဲ့ action ကားတွေဆိုကြည့်တယ် Oscar ဆုရတဲ့ဇာတ်ကားအများစုဆိုလို့ရှိရင်ကြည့်နေနေပြင်းလာတယ်ဒီလိုပါပဲအကုန်လုံးလို့ကျွန်တော်လည်းတာမန် average ရုပ်ရှင်ကြည့်တဲ့သူတယောက်ပါပဲဘလို့ critic တွေတို့ဆရာကြီးတွေတို့ဘာတွေတို့ဒီလိုမျိုးလည်းမဟုတ်ပါဘူးဒါကတော့ဒီ channel ရဲ့အကြောင်းကိုကျွန်တော်လေးပြောပြတာပါအဲ့တော့2026ခုနှစ်မှာရောဘယ်လိုမျိုး content တွေကိုဆက်ပြီးမြင်ရမလဲဆိုတော့ကျွန်တော် page က channel တွေကိုsorry ကျွန်တော် channel က video တွေကိုကျွန်တော်နည်းနည်းကြည့်ကြည့်တဲ့အခါမှာကျွန်တော်အများဆုံးတင်တဲ့ type 2မျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့တစ်မျိုးကကြတော့trend ဖြစ်တဲ့ရုပ်ရှင်တွေ trend ဖြစ်တဲ့ရုပ်ရှင်တွေဆိုတာဟို popping light လောက်တာတော့ဘာလို့ပြောတာမဟုတ်ဘူးထားတော့ trailer တခုထွက်လိုက်လို့ဒီ trailer နဲ့ပတ်သက်တဲ့အကြောင်းလို့ဒါမှမဟုတ်ရင်ရုပ်ရှင်တကားထွက်လို့ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းလို့ဒါမျိုးဆိုရင်ကဒါလက်တလော trend နဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ပြောတဲ့ content တွေလို့ဆိုရမယ်နောက်တစ်မျိုးကကျတော့ timeless ဖြစ်တဲ့ content တွေ timeless ဖြစ်တဲ့ content တွေဆိုတာကကြတော့အဲ့ရုပ်ရှင်ကအခုထွက်ထားတာမဟုတ်ဘူးဟိုးရှေ့နှစ်အများကြီးလောက်ကထွက်ထားတာဒါပေမဲ့ဘယ်ချိန်ပြန်ပြောစမြုံပြန်လို့ကောင်းတဲ့ content မျိုးမြင်သာအောင်ပြောမယ်ဆိုကျွန်တော် Monster University အကြောင်းတင်ထားရှိတယ်ပြီးလို့ရှိရင် Titanic ထဲက Leonardo အကြောင်းတင်ထားရှိတယ်ဒီလိုမျိုး content တွေက timeless ဖြစ်တဲ့ content တွေကျွန်တော်နောက်ပိုင်းဆက်ပြီးတော့သွားခြင်းတဲ့အကြောင်းက The History of Cinema ဆိုတဲ့နာမည်နဲ့ဒီတမိုင်းတစ်လျှောက်မှာထင်ရှားခဲ့တဲ့ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေအကြောင်းကို pocket series လေးတစ်ခုအနေနဲ့လုပ်ဖို့ရှိတယ်ဒီ channel ကိုကြည့်နေတဲ့ brother တို့ sister တို့တွေမှာလည်းလက်တလော trend နေတဲ့အကြောင်းအရာတွေဟိုးရင်တော့ရုပ်ရှင်တွေအကြောင်းကိုပြန်ပြီးစမြုံပြန်ရတာကိုနားထောင်ရတာကိုပိုကြိုက်တဲ့ brother တွေ sister တွေရှိမယ်လို့လည်းကျွန်တော်ထင်တယ်အဲအကြောင်းမလို့ဒီ content လေးတွေကိုနည်းနည်းပို့ပြီးတော့လုပ်ချင်တယ်ပေါ့ဒါပေမဲ့လည်းဒီ video တွေဆိုလို့ရှိရင်သိပြီးလူမကြည့်ကြဘူးအတိအကျဆုံးဆိုရင်တော့ကျွန်တော်နောက်ဆုံးတင်ထားတဲ့ video ဖြစ်တဲ့ Pixar Studio ရဲ့တမိုင်းကြောင်းဆိုတဲ့ video ကကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေး research လုပ်ပြီးတော့မှလုပ်ထားသလိုတော်တော်လေးစိတ်ဝင်စားခဲ့တဲ့အကြောင်းများကိုကြိုက်တဲ့ရုပ်ရှင်တွေကိုထုတ်ခဲ့တဲ့ Pixar Studio ကြီးရဲ့တမိုင်းကြောင်းဆိုတော့စိတ်ဝင်စားရှိကြတယ်ပေါ့ဒါပေမဲ့အဲ့လောက်ကြီးထိတခြားကျွန်တော် channel က content အနေနဲ့ရှင်းလို့ရှိရင် video view ကအဲ့လောက်မရှိဘူးဒီတော့ကျွန်တော်မေးရတဲ့မေးခွန်းကခုလာပါပြီဒီလိုမျိုးတမိုင်းကြောင်းတွေက The History of Cinema Podcast လိုမျိုး video တွေကိုပို့ပြီးတော့ကြည့်ကြင်ကြသလားဒါမှမဟုတ်ရင်အခုလက်ရှိနာမည်ကြီးနေတဲ့ရုပ်ရှင်တွေ trailer တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာမျိုးကိုပို့ပြီးကြည့်ကြင်ကြသလားဒါလေးကိုအဆင်ပြေရဆိုလို့ရှိရင် comment မှာဖြေသွားပေးကြပါဦး possibility ကိုစဉ်းစားကြည့်တော့အဖြစ်နိုင်ဆုံး option ကတော့နှစ်ခုလုံးကို balance မျှမျှနဲ့လုပ်တော့တာဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် History of Cinema ကိုနည်းနည်း video တွေ short လုပ်တာမျိုးဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ trailer တို့ဘာလို့ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုဝေဖန် trailer တို့ဘာလို့ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကကိုထင်တာကိုပြောချင်တဲ့အကျင့်ရှိတယ်ဗျာအရင်ကတည်းကအဲ့လိုမျိုး trailer တစ်ခုထွက်ပြီဆိုလို့ရှိရင်တကယ်ချင်းနဲ့စုပြီးတော့ဒါကတော့ဘာဖြစ်မှာဒါဟောတော့ညာဖြစ်မှာဆိုပြီးတော့အဲ့လိုမျိုးပြောရတာသဘောကျတယ်အဲ့ကြတော့ trailer ထွက်ရင်တော့မပြောဘဲနဲ့နေနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ကိုယ့်ဟာကိုယ်ထင်တယ်ပေါ့နော်အဲ့တော့စောစောကစကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင် The History of Cinema podcast series ရှိမယ်ပြီးလို့ရှိရင်ဒီ trend ဖြစ်နေတဲ့ရုပ်ရှင်တွေ trailer အကြောင်းရှိမယ်အဲ့နှစ်ခုထဲမှာခု brother တို့ sister အနေနဲ့ဘယ်ဟာတွေကိုပို့ပြီးတော့မြင်နေဆိုတာကိုအဆင်ပြေတယ်ဆိုလို့ရှိရင် comment မှာဝင်ပြီးတော့ရေးသွားပေးကြပါဦး okay အဲ့ဆိုရင်ဒီနေ့ video ကတော့ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာနှစ်သက်ပါနောက် video ကြမှာပြန်လည်တွေ့ကြတာပေါ့